မင်္ဂလာပါ iTech Education ကကြိုဆိုပါရစေဒီချိန်ကတော့ iTech Education ကဒေါက်တာရင်နာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီချိန်က in not in operator တွေသုံးပြီးတော့ string operation ဘယ်လိုလုပ်သွားလဲဆိုတဲ့ဟာကိုမျှဝေပေးခြင်းပါတယ်အားလုံးပဲဗီဒီယိုဆုံးတဲ့အထိ channel တူလိုက်ပြီးတော့လေ့လာကြည့်ကြပါအောင်ရှင်ဟုတ်ပြီအဲ့တော့ဒီချိန်တို့ VS Code ကိုသွားမယ်ပေါ့အဲ့တော့အခုဘာသုံးပါလဲဆိုတော့ခြေတို့Python မှာရှိတဲ့ in တို့ not in တို့ဒါတွေရှိတယ်ပေါ့ operator တွေရှိတယ်ပေါ့ not in ဆိုတဲ့ဟာတွေရှိတယ်ဒီလိုမျိုး operator တွေ in not in ပေါ့in not in operator တွေသုံးပြီးတော့ string မှာဘယ်လိုလုပ်သွားလဲဆိုတာကိုမျှဝေပေးချင်ပါတယ်ပထမဦးဆုံး in operator က string တစ်ခုထဲမှာကိုရှာခြင်းတဲ့ string လေးများရှိလားဆိုတဲ့ဟာကိုရှာခြင်းစစ်ချင်လို့ရှိရင်ခြေတို့ကသုံးပါတယ်အဲ့တော့ဒီထဲမှာဘာရှိလဲဆိုတော့ str1 ရှိတယ်ပေါ့ variable လေး str1 ရှိတယ် str1 ထဲမှာခြေရေးထားတယ် this is test ဆိုပြီးတော့ရေးထားတယ် this is test ဆိုပြီးတော့ရေးထားတယ်ဟုတ်ပြီအဲ့တော့ str2 ခြေရှာခြင်းတဲ့စာသားလေးက str2 ပေါ့ str2 ထဲမှာဘာထည့်ထားမလဲဆိုတော့ test ဆိုပြီးတော့ထည့်ထားတယ်ဟုတ်ပြီအဲ့တော့ ifစစ်တော့မယ်နော်အဲ့တော့ str2 ခြေတို့ရှာခြင်းနဲ့ str2 လေးက in ဆိုတဲ့ operator လေးကိုသုံးပါမယ် in str1 မှာရှိလားလို့စစ်ပါတယ်ရှိတယ်ဆိုရင်တော့ print ပဲရှိရလို့ထုံပါပေါ့ရှိရဆိုရင်တော့ yes str2 is in str1 မှာရှိပါတယ်မရှိဘူးဆိုရင်တော့ s ဆိုရင်အဲ့တော့ s ဒါဆိုရင်တော့ print ဆိုပြီးတော့ဒီခြေက oh no ဆိုပြီးထုတ်ပြရအောင်မရှိဘူးပေါ့မရှိဘူးဆိုပြီးတော့ထုတ်ပြရဟုတ်ပြီနော်အဲ့တော့ဒါလေးနားလည်မယ်ထင်တယ်ပထမအဆုံးချိန် in operator လေးသုံးပါတယ်ကျန်မှာ string အကြောင်းရှိတယ်ပထမ string ကကျတော့ရှာခြင်းတဲ့ string သွားရှာမယ် string ပေါ့str2 လေးကရှာခြင်းတဲ့ string လေးအဲ့တော့ str2 လေးက str1 မှာရှိလားဆိုပြီးတော့ရှာပါတယ်ရှိရင်if block ထဲကိုဝင်ပြီးတော့ yes str2 is in str1 ဆိုတာလေးကိုပြမယ်မရှိဘူးဆိုရင်တော့ oh no ဆိုတာလေးကိုပြမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီချက်တို့ဒါလေးကို run ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်ရှိရဆိုတော့ str2 is in str1 ဆိုပြီးတော့ပြောတယ်ဟုတ်ပြီဒီချက်ကမရှိဘူးလို့ပြကြည့်အောင်မရှိဘူးပေါ့မရှိဘူးဆိုရင်ဒီချက်ကဒီမှာ python လေးရေးလိုက်မယ်ရှာခြင်းတဲ့စာသားလေးက python str1 မှာ python ပါလားဆိုတော့မပါဘူးအဲ့တော့ဘယ်ပဲထွက်မှာလဲဆိုတော့ oh no ဆိုတဲ့ဟာလေးပဲထွက်မှာဖြစ်ပါတယ် okay ဒါလေးကို run ကြည့်ရအောင်ဒီမှာလည်းပဲဟုတ်ပါတယ် oh no ဆိုတာလေးပဲထွက်မှာဟုတ်ပြီဒီချက်ကဒီမှာ test ကိုတီကိုအကြီးနဲ့ရေးခြင်းတယ် capital letter လေးနဲ့ပေါ့အမ test ချင်းတော့တူတယ်ဒီမှာလည်းပဲ test ပါတယ်ဒီမှာလည်းပဲ test ပါတယ် test ချင်းတော့တူတယ်ဒါပေမဲ့ဒီကကျတို့ရှာခြင်းတဲ့ text လေးက capital letter လေးဖြစ်နေရပေါ့ဒါဆိုရင်ရှိမလားဆို text ကအောင်အဲ့တော့မရှိဘူးပဲထွက်ပါတယ်သူကဘာလဲဆိုတော့ capital letter small letter အားလုံးထပ်တူညီပြီးရှိမှသာလျှင်ရှိတယ်ဆိုပြီးတော့yes ဆိုပြီးတော့ထွက်မှာပေါ့မဟုတ်ဘူးဆိုရင်တော့ s ကိုပဲသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ t ရှိုံနဲ့မရဘူး t က small letter ဆိုရင်ဒီမှာလည်းပဲ small letter e က e နေရာမှာ e ရှိုံနဲ့နေမရဘူး e က small letter ဆိုရင်ဒီမှာလည်းပဲ small letter capital letter small letter အားလုံးထပ်တူညီမှသာလျှင်ရှိတယ်လို့ထွက်ပြီးတော့မဟုတ်ဘူးဆိုရင်တော့ကျတို့ no ဆိုတဲ့ဟာကိုထွက်မှာဖြစ်ပါတယ်ဟုတ်ပြီကျတို့ဒီလိုမျိုးအသေးမထည့်တော့ဘူးပေါ့ကျတို့ input တောင်းကြည့်မယ်ကဲ input ဆိုပြီး user ကြီးကတောင်းမယ် input ဆိုပြီးတော့enter search string ပေါ့လေsearch string ဆိုပြီးတော့ရေးလိုက်မယ်ကိုရှာခြင်းတဲ့ string လေးကိုရိုက်ထည့်လိုက်ပါဆိုပြီးတော့ okay အဲ့တော့ကျတို့စမ်းကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်ဒီချက်ကဒီမှာ text ဆိုပြီးတော့ရေးလိုက်တော့ရှိတယ်လို့ထွက်တယ်မဟုတ်ဘူးဆိုရင်တော့ကျတို့မရှိဘူးဆိုပြီးတော့ထွက်မှာပေါ့ဥမာဒီမှာဒီချက်ကရေးလိုက်မယ်ဟိ I love Python and Python loves me ဆိုပြီးတော့ခြေရရေးလိုက်မယ်ဟုတ်ပြီအဲ့တော့ဒီမှာကိုရှာခြင်းတဲ့စာသားလေးကိုအသိထည့်တာမဟုတ်ဘဲနဲ့ user စီက input တောင်းမယ်အဲ့တော့အဲ့ကိုရှာခြင်းတဲ့ဟာအချက်ပါရှာမလဲဆိုတော့ left ရှိတာရှာလိုက်မယ် left ရှိတာဆိုတော့ရှိတယ်လို့ထွက်မှာဖြစ်ပါတယ်ဟုတ်ပြီခြေထပ်ရှာအောင်မယ်ပေါ့ထပ်ရှာအောင်မယ်ထပ် run လိုက်အောင်မယ်ခြေ Python ဆိုတာပါလားဆက်လိုက်မယ်ဒါဆိုရင် Python ဆိုတာလည်းပါတယ်ဆိုပြီးတော့ထွက်တာဖြစ်ပါတယ်ဒါကတော့ပထမအဦးဆုံး in ဆိုတဲ့ operator လေးကိုသုံးပြီးတော့ခြေတို့ string တွေထဲမှာကိုရှာခြင်းတဲ့စာသားလေးကိုရှာလို့ရတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုမှာဒီထဲမှာဘာရှိလဲဆိုတော့user စီက input တောင်းမယ်ပေါ့ဒါလေးခြေ comment ပေးလိုက်မယ်နော် okay အဲ့တော့ဒါလေးကိုခြေ comment ပေးလိုက်မယ်နောက်တစ်ပုတ်ကဘာလဲဆိုတော့ဒီခြေတို့ဥမာ name ပေါ့လေ name ကို user စီက input တောင်းမယ်အဲ့တော့ enter your name ဆိုပြီးတော့ name ကို input တောင်းမယ် enter your name ဆိုရင် name ကို input တောင်းမယ်အခုဘာကိုသုံးပါလဲဆိုတော့ not in ဆိုတဲ့
operator လေးကိုသုံးပါမယ်ဟုတ်ပြီနော် not in အဲ့တော့ခုနကတော့ in ဆိုတဲ့ဟာကိုသုံးတယ်အခု not in လေးကိုချက်သုံးပြပါမယ် if user input ထည့်လိုက်တဲ့ name လေးကလေ not in ဒီချက်ရဲ့ဥမာ name list ထဲမှာရှိတဲ့ဥမာမောင်မောင်တို့မောင်မောင်တို့ကိုကိုတို့ဒီအပြင်စုစုတို့ပြီးရင်မရှိသေးလဲဆိုကြော်တို့ပြီးအောင်တို့ထားပါတော့လေဒီလိုမျိုး name list ထဲမှာရှိလားရှိတယ်ဆိုရင်တော့ဒီချက်က access မရှိဘူးပေါ့လေ not in ဆိုတော့ချက်မရှိဘူးပေါ့မရှိဘူးဆိုရင်တော့ access deny ဆိုပြီးတော့ပြထားမယ်access deny ဆိုပြီးတော့ပြတယ်အကယ်၍များမရှိဘူးဆိုတော့ပြောင်းပြန်ကတော့ရှိတယ်ပေါ့ရှိတယ်ဆိုရင်တော့ access granted ဆိုပြီးတော့ချက်ပြမယ်access granted ဆိုပြီးတော့ချက်ပြမယ်ဟုတ်ပြီဒါလေးစမ်းကြည့်ရအောင်เนาะအဲ့တော့ name လေးတစ်ခု input တောင်းနေ name လေးကိုထည့်မယ်အဲ့ name လေးကကျပေးထားတဲ့ name list ထဲမှာname လေး string လေးပေးထားတယ်ပေါ့ဒီ name list ရဲ့ string လေးမှာ comma ခံပြီးတော့ပေးထားတယ်ပေါ့အဲ့တော့အဲ့ဟာတွေမှာရှိလားဆိုပြီးတော့စစ်တယ်မရှိဘူးလားလို့စစ်တာ not in ဒီမှာမရှိဘူးလားမရှိဘူးဆိုရင်တော့ဝင်မပြုတ်ဘူးမဟုတ်ဘူးကြောင်းမြန်အနေနဲ့ရှိတယ်ဆိုရင်တော့ access granted ဆိုပြီးတော့ဝင်ပြုတ်တယ်ပေါ့လေ okay ကျတို့ရှိတာလေးကိုအရင်စစ်ကြအောင်ဟုတ်ပြီเนาะအဲ့တော့ရှိတာလေးကိုအရင်စစ်တော့ချက်ဒါလေးကိုအရင် run ပါမယ်အဲ့တော့ဒီချက်ဘာကိုထည့်မလဲဆိုတော့ချက်စွစုကိုထည့်လိုက်မယ်အဲ့တော့စွစုကရှိလားဆိုတော့ဟုတ်ပါတယ်ရှိတယ်လို့ထွက်တာဖြစ်ပါတယ်အကယ်၍များဒီချက်ကဥမာဘာထည့်ရင်ကောင်းမလဲပပဆိုထည့်လိုက်ရအောင်အဲ့တော့ပပရှိတာဆိုတော့ဒီမှာ name list ထဲမှာပပရှိမနေဘူးအဲ့ဒါဆိုရင်ဘာထွက်မှာလဲဆိုတော့ access deny ဆိုပြီးတော့ထွက်မှာဖြစ်ပါတယ်အဲ့တော့ခုနကပုံစာလေးကဒီချေတို့က in ဆိုတဲ့ operator လေးသုံးပါတယ်ပေးထားတဲ့ string လေးကရှာပေးထားတဲ့ string ထဲမှာရှာခြင်းတဲ့ string လေးရှိလားဆိုပြီးတော့စစ်တာပါဒါကတော့ not ဟာလေးကတော့ not in ဆိုတဲ့ operator လေးကမရှိဘူးလားဆိုတဲ့ဟာမျိုးလေးကိုစစ်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကြည့်ဒါလေးလည်း comment ပိတ်မယ်ဒါလေးလည်းနားလည်ပြီးထင်ပါတယ်เนาะ okay ဒါလေးလည်းချက် comment ပိတ်လိုက်မယ် okay ဒီမှာဒါလေးကိုနောက်တစ်ခု session ပါမယ်ဟုတ်ပြီနောက်တစ်ခု session မယ်ဒီချက်ကtxt တဲ့ကိုဘာထည့်မှာလဲဆို user စီက input တောင်းမယ် input ဆိုပြီးတော့ enter string ဆိုပြီးတော့ string တောင်းခိုင်းလိုက်မယ်ဟုတ်ပြီနော် enter string ဆိုပြီးတော့ string လေးတောင်းလိုက်မယ်အဲ့ဒီ string လေးကအဲ့ string တောက်လျှောက်ကိုစစ်ပါအဲ့ user ပေးထားတဲ့ input string ထဲမှာ AEIOU ပါရင်ဒီချက်ကstar လေးနဲ့ပြချင်တာအဲ့လိုပုံစံမျိုးလေးဆက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီဟာကို string ကိုအရင်ဆုံးအခြေ looping ပတ်ပါမယ် for looping နဲ့ပတ်ပါမယ် for c in ဆိုပြီးတော့ပြန်มาလဲဆိုတော့ txt ပေါ့ txt တွေကဟာကိုစစ်မယ်ပြီးတော့ဗာနဲ့စစ်မှာလဲဆိုတော့ looping ပတ်မယ်ပေါ့အဲ့တော့တလုံးချင်းစီ looping ပတ်ပါဟုတ်ပြီနော်အဲ့တော့ txt တွေကစာတွေအားလုံးကိုခြေတို့ input ပေးလိုက်တဲ့ txt တွေရောက်သွားတဲ့ string တွေအားလုံးကို looping ပတ်ပြီးတော့တလုံးချင်းစီတိုက်စစ်ပါမယ် if အကယ်၍များ c က not in ဘာလဲဆိုတော့ AEIOU ပေါ့ AEIOU ထဲမှာမပါဘူးဆိုရင်တော့ဘာထွက်မှာလဲဆိုတော့ ရိုးရိုးတန်းတန်းပဲမပြောင်းဘူးပေါ့ AEIOU မဟုတ်ဘူးမပြောင်းဘူးဆိုတော့ချက် END ဆိုတဲ့ method လေးနဲ့တုံးလိုက်မယ်နော်မပြောင်းဘူးပေါ့အဲ့တော့ s star ဆိုရင်တော့ဘာပြောင်းမှာလဲဆိုတော့ s star ဆိုရင်တော့ print ဆိုပြီးတော့ဒီချက်ကstar လေးပြောင်းမယ်ပြီးသွားရင် END ဆိုပြီးတော့ချက်ဒီတိုင်းလေးသွားလိုက်မယ်okay ဟုတ်ပြီနော် okay ဒါလေးဆက်ကြည့်အောင် okay အဲ့တော့ဒီချေတို့ဒီမှာ input တောင်းပါမယ် input တောင်းပါဆိုရင်ဒီချက်ကhello python လို့ရေးလိုက်အဲ့တော့ hello python ဆိုပြီးတော့ရေးလိုက်တယ်အဲ့တော့ဘာလေးထွက်သွားမလဲဆိုတော့ AEIOU ရှိတဲ့နေရာအားလုံးကိုသူက star လေးနဲ့ပြသွားတာဖြစ်ပါတယ်ဒီမှာဆိုရင် h ဆိုရင်ဒီမှာချေ looping trace လိုက်ပြမယ်နော် looping ပတ်တာပါအစ trace လိုက်ပြမယ်အခုဒီချေဒီမှာဗာရေးလိုက်လဲဆိုတော့hello python ဆိုပြီးတော့ရေးလိုက်တာပေါ့ hello python ဆိုတော့အဲ့ hello python ကြီးကဘယ်မှာရှိရလဲဆိုတော့ txt ထဲမှာရှိတယ်အဲ့တော့ txt ထဲမှာရှိတဲ့ hello python ကြီးတစ်ခုလုံးကိုချေတို့ looping ပတ်ပါမယ် c ဆိုတဲ့ variable လေးနဲ့ counter ထားပြီးတော့looping ပတ်ပါမယ်အရင်ဆုံးချေတို့ဗာလဲဆိုတော့ string ရဲ့ထိပ်ဆုံးစာလုံးပေါ့အဲ့တော့0ခန်းထဲမှာ h လေးရှိတော့ c လေးကစီလေးထဲမှာ h ဝင်တာပေါ့အဲ့ဒီ h လေးက AEIOU ထဲမှာမရှိဘူးလားလို့စစ်တယ်ဟုတ်တယ် AEIOU ထဲမှာမရှိဘူးဒါကြောင့်မို့လို့ c လေးကိုထုတ်ပြပါတယ် c ဆိုတော့ c ထဲမှာမရှိသွားလဲဆိုတော့ h လေးရှိတယ်ဒါကြောင့်မို့လို့ဒီချက်က h လေးကိုထုတ်ပြပါတယ်နောက်တစ်လုံးပြီးသွားနောက်တစ်လုံးပေါ့
တစ်တိုးလိုက်တယ်ပေါ့တစ်တိုးလိုက်တော့အဲ့တော့ C ထဲမှာဘာဝင်သွားပြီလဲဆိုတော့ CVD တွေထဲမှာ E လေးဝင်သွားပါပြီ E ကလည်း AEIOU တွေမှာမရှိဘူးလားဆိုတော့မဟုတ်ဘူးရှိနေတာ AEIOU တွေမှာပါနေတာဆိုတော့ if ထဲကိုမဝင်ဘူး S ထဲကိုဝင်တယ်ဒါကြောင့်မို့လို့ E ကိုဘာလုပ်လိုက်လဲဆိုတော့ E နေရာမှာ star လေးထုတ်လိုက်ပါတယ်ပြီးသွားရင်နောက်တစ်ခုတက်တယ် L လေးကလည်း C ထဲကိုဝင်သွားတယ် CVD တွေထဲကိုဝင်သွားတယ်အဲ့ L လေးက AEIOU တွေမှာမပါဘူးလားဆိုတော့ဟုတ်တယ်မပါဘူးဒါကြောင့်မို့လို့L ကိုတခါတည်းထုတ်ပါတယ်အဲ့တော့ C ကိုထုတ်တယ်ဆိုတော့ C ထဲမှာ L ဝင်တာကို L ကိုတခါတည်းထုတ်တယ်ပြီးသွားရင်နောက်တစ်လုံးကလည်း L ပဲ L ကလည်း AEIOU တွေမှာမပါဘူးဆိုတော့ဒီတိုင်းပဲ L လေးပဲထုတ်တယ်နောက်တစ်ခု O ကကြတော့ AEIOU တွေမှာမပါဘူးလားဆိုတော့မဟုတ်ဘူးမှားနေတယ်အဲ့ဒါကြောင့်မလို့ if ထဲကိုမဝင်ဘူး S ထဲကိုဝင်တယ်ဒါကြောင့်မလို့ star လေးထုတ်ပြီးတော့ဖော်ပြတာဖြစ်ပါတယ်နောက် Python လည်းဒီတိုင်းပဲပေါ့ဟုတ်ပြီနော်အားလုံးပဲလိုက်ပြီးတော့ trace လိုက်ကြည့်ကြပါဦးရှင်ဒါကတော့ဒီချေက string မှာအသုံးပြုတဲ့ in တို့ not in တို့ operator တွေတုံးပြီးတော့တကယ် real world problem လေးတွေမှာစမ်းပြပေးတာဖြစ်ပါတယ်အားလုံးပဲစိတ်ဝင်စားမယ်ထင်ပါတယ်เนาะဟုတ်ပါပြီနောက်ဗီဒီယိုတွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အချက်ရဲ့ channel တွေကိုလည်း like and subscribe လုပ်ပေးကြပါအောင်ရှင်နောက်ဗီဒီယိုလေးကိုလည်းစောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်